တွေကိုမောင်တော်မင်းနဲ့မမဝမ်းနေခြင်းတို့ချွေခုကြလွန်နေကြတဲ့ဒီဝပြေရင်ချိန်မှတို့ရဲ့ချစ်ကိုလွတ်လပ်ခွင့်ပြုမယ်လေရင်စံတိုင်းဆောင်ညိုနေတို့ရီစိတ်ထားရင်ပေါင်းနေတနည်းဖြစ်လာမှာတနည်းဖြစ်လာမှာပြောဝဲလိညာပြတ်ဖို့ဝဲရင်ကျုံချိန်မှတို့ရဲ့ချစ်ကိုလက်ပြည့်မယ်လူနဲ့စံတဲ့ရတဲ့ချစ်မိုက်ရဲ့ကျုံမှန်တရားအကိုရင်းနဲ့ဆန်းစစ်ကြည့်လိုက်တယ်